ဒီနေ့တော့မိုးတွေလည်းတဲရာသီဥတုကလည်းခက်အေးအေးဆိုတော့ပုံမှန်စားနေကြပမိုးနဲ့ကော်ဖီထက်ပူပူနေနေမြန်မာစားလေးပဲစားကြည့်မိလာတယ်။အဲ့ဒါနဲ့အိမ်မှာရှိတဲ့ emission ခောက်ဆွဲထုတ်လေးကိုပဲကြည့်ချက်ဖန်တီးလိုက်ပါတယ်။သူကအထက်မှာအနှစ်တွေမြေပဲတွေအကုန်ပါပြီးသားဆိုတော့ခောက်ဆွဲကိုရင်းနှီးပပွက်ဆူတဲ့အထက်6မိနစ်လောက်ဟောတယ်လို့ပြစ်ထည့်ပြီးတော့ပြုတ်ထားလိုက်ရုံပါပဲ။ပြုတ်ထားတာစောင့်နေတော့ US မှာလည်းဒီမှာလည်းနည်းနည်းလေးစားကြည့်နေဆိုရင်တော့ shopmyanmarfood.com မှာဝယ်လို့ရနေပါပြီ။$35ထက်ဆိုရင် shipping တက်တာမယ်$80ဘိုးဆိုရင် free delivery ရမယ်$100ဘိုးဆိုရင်$10ကို shop ပေးအောင်ပါပါ။ link ကို bio မှာထည့်ပေးထားပါတယ်။ကဲပြီးသွားရင်တော့အနှစ်ထုတ်တွေအကုန်ဖောက်ထည့်မယ်ပြီးရင်ပြုတ်ပြီးသားခေါက်ဆွဲပတွေအကုန်ဆယ်ပြီးတော့ထည့်ပြီးသွားရင်မြန်မာလိုပဲညာကိုခဏနာမှွေချလိုက်အောင်ပါပဲ။ပြီးရင်ရင်သွေးပူပူလေးတွေကိုလက်ဖက်ချောင်းမှုမွေးလေးတွေဒီလိုလေးပြစ်ပေါက်ထည့်လိုက်မယ်။ဒါဆိုရင်တော့10မိနစ်အတွင်းရတာရှိရရှမ်းခောက်ဆွဲပူပူလေးနဲ့ရင်သွေးချမ်းလေးရပြီပဲဖြစ်ပါတယ်အားလုံးပဲစားကြပါအောင်ခင်ဗျာ